မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါအမကတော့ဒီစေကန်းကိုဆက်စီ PRP နဲ့ Lady PRP လေးအဲ့ဒါလေးရောက်လာတာပေါ့နော်ဟုတ်ကဲ့တေချာလေးလည်းသိကျင်တော့လေဟုတ်အဲ့ဒါလေးဆွေးနွေးပြပါဆရာမညီတို့ဒီဆက်စီ PRP ကတော့ဒီသွေးကြည်ပေါ့နော်အတူတကယ်နိုတိုင်းမိခင်တွေပေါ့ဒီကလေးမွေးပြီးနောက်ပိုင်းနိုတိုင်းကိုရင်နာတွဲကြရတဲ့သူတွေတချို့ကြောင့်လည်းဒီရုပ်တရက်ပေါ့နော်ဝါယာနီဝေးလျှော့လိုက်လို့ပေါ့နော်ပင်နာလို့ရင်နာတွဲတဲ့သူတွေတချို့ဒီအသက်အရွယ်ရောက်ပေါ့နော်ဒီရင်နာတွဲကြရတဲ့သူတွေအတွက်ကိုရင်နာကိုတနည်းလေးဖြစ်အောင်လုပ်ပေးရမှာဟုတ်PRP မှာပါတဲ့သွေးကြည်ရဲ့ effect တွေကလည်းမှဒီရင်သားကိုတင်းရင်လာအောင်ဒါလှုပ်ဆော်ပေးရပေါ့နော် collagen လေးလည်းလှုပ်ဆော်ပေးတော့ဒီရင်သားလေးတင်းရင်လေးဖြစ်လာတယ်တချို့တွဲကြရတော့တက်တာရပေါ့နော်ဘယ်တော့ဆိုရင်ဒီ effect လေးကတိလာတယ်မှာလှုပ်စေးထုတ်ပြီးချင်းအဲ့လိုတိတ်တာရဲမှာတစ်ချိန်လောက်တိတ်တာရဲပေါ့နော်ရင်သားလေးတင်းရင်လေးဖြစ်လိမ့်မယ်result လေးကောင်းအောင်တော့နှစ်ပတ်ချပြီးတော့ပေါ့နော်အဲ့လို3-4ချိန်လောက်package တစ်ခုစာလောက်မှလုပ်ပေးရင်တော့ပိုကောင်းနေရောဟုတ်ကဲ့နာကျင်မှုရောဒီမှာလေးရှိတယ်ညီမတို့ရေခဲလေးကပ်ပြီးထိုးပေးရတဲ့အတွက်နာကျင်မှုကတော့မရှိပါဘူးမရှိတလောက်နေတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဆောင်းရဆောင်းရလေးရောဒီမှာလေးရှိတယ်သူကတော့ဒီဆေးထိုးရတဲ့နေရာလေးက2ရက်3ရက်လောက်ကတော့တင်းတင်းနာနာလေးဖြစ်တတ်တော့ဒီဆေးထိုးရတဲ့နေရာလေးကိုမဖိနဲ့ပေါ့နော်အရင်ဖိရနှိပ်တာမျိုးမလုပ်ရအောင်မှကျန်တာတော့ပုံမှန်အတိုင်းပဲဟုတ်သွားလာလှူရှားလို့ရပါတယ်ဟုတ်နို့တိုက်မိခင်ဆိုနို့တိုက်တဲ့မိခင်တွေရောသူကလုပ်လို့ရတာလားနို့တိုက်နေတော့လုပ်လို့မရပါဘူးဟုတ်ဒီနို့တိုက်ပြီးပေါ့နော်3လပြည့်ရင်တော့မှလုပ်လို့ရပါပြီဟုတ်နို့တိုက်ပြီးတော့မှနို့ဖြတ်လိုက်ပြီးတော့နောက်3လပြည့်လို့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဟုတ်ကျေးဇူးပါဆရာမဟုတ်ကဲ့ပါမဟုတ်ပြရပေါ့နော်သူကကြတော့မိမကုံနဲ့မိမကိုတဝိုက်ပေါ့တတ်မှတ်ထားတဲ့နေရာလေးကိုဆေးလေးထိုးပေးရသွေးကြည်ပဲပေါ့ဒီ PRP ဆိုတဲ့အတိုင်းပဲသွေးကြည်ပဲထိုးပေးရသူကကြတော့အဓိကပေါ့နော်ဒီကလေးမွေးပြီးနောက်ပိုင်းတချို့အမျိုးသမီးစီးမထိန်နိုင်တာမျိုးတွေပေါ့နော်ဟုတ်ကဲ့ဟုတ်အမဆိုတဲ့ခါလေးဖြစ်တယ်စီးအဲ့လိုခဏသွားခြင်းလေတချို့ချောင်းဆိုးလိုက်တာနဲ့စီးထွက်ကြတာမျိုးပေါ့အသွေးမြတ်မှာပေးတာမျိုးပေါ့နော်အဲ့တော့တချို့ကျညာဘက်ဒီစီးသွားရတဲ့အချိန်တွေအတွက်လေးများတာဟုတ်တယ်အဲ့လိုမျိုးအဲ့ PRP လုပ်ပြီးလိုက်ရင်ဒါတိတာရယ်ဒီစီးသွားတဲ့အချိန်တွေအတွက်လေးဆိုတော့နေလာတယ်စီးထိန်းနိုင်နေပေါ့နော်ကြွတ်သားအားကောင်းအောင်လုပ်ပေးရအဓိကတော့ဒီသွေးကြည်မှာပါတဲ့တက်ကလေးကလည်းဒီမိမကိုကြွတ်သားကိုအားကောင်းအောင်ပြန်ပြီးလှုပ်ဆော်ပေးတဲ့သဘောမျိုးပဲပေါ့နော်ပြီးတော့တခြားကောင်းကျိုးလေးတွေရှိတယ်ဒီမိမကိုကျင်းစေတယ်ဟုတ်ကဲ့မိမကိုကျင်းတယ်မိမကိုပန်းရောက်တန်းစီတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ပြီးတော့ဒီမိမကို6တွေ့တာရိုင်းရနာလည်းတက်တာတယ်ဟုတ်ကဲ့ရှင်ဟုတ်ပြီးတော့ဒီအမဆိုဘယ်လိုချင်းလို့ဆိုရားတက်တယ်ဆိုအမလည်းရားတက်တယ်အဲ့လိုမျိုးပင်လေစာတို့လေအဲ့လိုငချောက်တို့ငပိတို့အဲ့လိုမျိုးတစ်ခါလေးနည်းနည်းပါးစားလိုက်ပြီးရင်ပြီးတော့stress တွေများရင်အလုံးမှာစိတ်ဖိစီးတာတို့အဲ့လိုမျိုးပေါ့နော်လူငွေရေးပေါင်ရင်းကြီးအဲ့လိုမျိုးတစ်ခါလေးနည်းနည်းစိတ်ဖိစီးလို့ရှိရင်အမနည်းနည်းဘယ်လိုပြောမလဲရားတတ်တယ်အဲ့နေရာမှာမဟုတ်တစ်ခါလေးဒီလို